အခုတော့ပတ်ကြည့်မိုဘိုင်းနဲ့မှရည်ပန်းစားနေတဲ့ရွှေအောင်ဖရန်ပစ်သားပါဝင်အခြားတမိုးချီမက်ဒရိုရိုင်အိုင်တန်တွေကိုကဆန်းလို့ရနိုင်မယ်လေလံဆွေးနွေးလေးကြောင်းညီကိုတွေသိအောင်လို့အသေးစိတ်ရှင်းပြပေးသွားပါမယ်အခုလိုမျိုးပတ်ကြည့်မိုဘိုင်းအတွက်သုံးဝင်တဲ့ဗီဒီယိုတွေကိုအများကြီးဆက်ပေးနေရမလို့ channel လေးကို follow လေးနဲ့ခဲ့ပေးကြပါဦးအရင်ဆုံးကိုတင်နာတွေကိုလေလံဆွဲဖို့အတွက်အဖိုင်းနဲ့မက်ဒရိုရိုင်ကိုတင်နာထဲဝင်ပေးရမှာပါအတွင်းမှာဆိုရင်ညီကိုလေလံဆွဲလို့ရမယ်ပုံမှန်ကိုတင်နာနဲ့အစင်းမြင့်ကိုတင်နာဆိုပြီးတော့ကိုတင်နာနှမျိုးကိုတွေ့ရမှာပါပုံမှန်ကိုတင်နာကိုလေလံဆွဲမယ်ဆိုရင်ညီကိုတွေအနေနဲ့အနည်းဆုံးမက်ဒရိုရိုင်ငွေကြေး3 သိန်းထိရှိရမှာဖြစ်ပြီးတော့အစင်းမြင့်ကိုတင်နာမှာဆိုရင်တော့အနည်းဆုံး5 သိန်းထိရှိရမှာပါဒါအပြင်လေလံပွဲရေးအတွက်အနေနဲ့တရက်ကိုပုံမှန်ကိုတင်နာဆိုရင်10ပွဲနဲ့အစင်းမြင့်ကိုတင်နာဆိုရင်တော့9ပွဲတာလေလံဆွဲရမှာပါဒီတော့လေလံဆွဲနည်းလေးကိုရှင်းပြပေးသွားပါမယ်လေလံပွဲတစ်ပွဲမှာဆိုရင်အနည်းဆုံးလေလံဆွဲသူ2ယောက်ကနေ4ယောက်ထိပါဝင်လာမှာဖြစ်ပြီးတော့ round အနေနဲ့ကလည်း4 round ကစားရမှာပါ round မစခင်မှာညီကိုရင်းနေနဲ့ကိုတင်နာထဲက item တစ်မျိုးကြီးရှုလို့ရမှာဖြစ်ပြီးတော့ item ရဲ့တန်ဖိုးလိုက်လေလံခေါ်လို့ရမှာပါ round တွေထဲမှာအပေါ် round 3ခုကလေလံခေါ်ကြီးလာဖြစ်ပြီးတော့နောက်ဆုံး round 4မှာသာအတီလေလံစေးအနေနဲ့သတ်မှတ်ပေးမှာပါညီကိုရင်းနေနဲ့တိထားရမယ့်အချက်လေးလည်းရှိပါသေးတယ်ပထမအချက်ကပေါ် round 3ခုမှာလေလံဆွဲသူ4ယောက်တည်းကမှတယောက်ကအနည်းဆုံးလေလံဆွဲသူရဲ့စီးတက်ဆယ်ဆတက်ဈေးကောက်လိုက်မယ်ဆိုရင်တော့ကွန်တိန်နာကိုချက်ချင်းလေလံအောင်မြင်သွားမှာပါဒုတိယအချက်ကတော့နောက်ဆုံး round ဖြစ်တဲ့ round 4မှာလေလံဆွဲသူ2ယောက်ရဲ့အမြင့်ဆုံးလေလံခေါ်စရာတူညီနေမှာဆိုရင် round 1အနေနဲ့ round number 5ကိုထပ်မံလေလံဆွဲအောင်မှာပါအခုပြပြခဲ့တာကတော့ material ထဲမှာကွန်တိန်နာတွေကိုလေလံဆွဲလို့ရနိုင်မယ့်နီလန်းလေးပဲဖြစ်ပါတယ်အခုဗီဒီယိုလေးကနိုင်ငံရှုပ်သွင်းနိုင်တာမလို့ပြန်ကြည့်လို့ရအောင်စိတ်ထားကြဖို့ကြံပေးလိုက်ချင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်